ထိုင်းနိုင်ငံတရက်ခရိုင်တော်ရင်တနေရာကမြေးတန်ကြီးတစ်ခုဟာတော်ရဲတရေဆန်တန်မဟုတ်ပင်ကျင်းစာတင့်နေတဲ့လူသားယောက်ျားတစ်ယောက်ရဲ့အတန်ဖြစ်နေတဲ့အခါကံမကောင်းစွာနဲ့ကျင်းစာတင့်ခဲ့ရပြီးလူတွေရဲ့အသွေးအသားကိုမှစာလောင်တဲ့တမန်ကြားဖြစ်ရောက်သွားခဲ့ရပေါ့ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့တောနဲ့ထဲကမှောင်ရည်ထဲကနေကျောင်းမဲ့ဖွေရမှော်ဆွမ်းရှင်တမန်ကြားဖြစ်ရမှန်အကြောင်းပဲဖြစ်ပါတယ်ဇလန်လေးဟာဘလို့အကြောင်းတွေရှိတယ်လဲဘလို့ဆုံးသက်သွားမလဲဆိုတာကြည့်ရှုကြရမယ်ထိုင်းနိုင်ငံရာဇဝင်လာဖြစ်ရမယ်တောဆောင်နဲ့တမန်ကြားဆွမ်းအားရှင်အကြောင်းတခါတုန်းကထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံနှစ်နိုင်ငံကိုနယ်နိမိတ်တစ်ဖက်ကာရန်ထားတဲ့တောင်တန်းရှင်ကြီးတနေရာမှာKSS လက်ဆင့်ကဲပြပြလာခဲ့ကြတဲ့တမန်ကြားတောင်ဆောင်နန်းနန်းမှာရာဇဝင်တစ်ခုရှိခဲ့ပါတယ်။တစ်ချိန်တုန်းကစမင်လို့ခေါ်တဲ့ခေါင်မျိုးနယ်ပါယောက်ျားတစ်ယောက်ဟာအထက်လန်းမှော်ပညာမျိုးစုံကိုလေ့ကျင့်တက်မြောက်တဲ့သူဖြစ်ပြီးမှော်စွမ်းတွေကိုလည်းကျွမ်းကျင်စွာနဲ့အသုံးပြုတတ်ပါတယ်။ဘလောက်ပဲမှော်စွမ်းတွေတက်မြောက်ပါစေစမင်ဟာမိမိပညာအရာမှာရောင်ရဲတင်းနေမှုမရှိဘဲအမြဲမပြတ်လေ့ကျင့်နေသူဖြစ်တာကြောင့်နေရာနှံ့ကိုခီးနေပြီးတောတောင်တစ်လျှောက်ဖြတ်ကျော်ခဲ့ပါတယ်။နေရဲ့အလင်းရောင်ထိုးမပေါက်နိုင်တဲ့မှောင်မိုက်ကြောက်ချားစရာကောင်းတဲ့တောတောင်တွေစီကိုပါတောက်ရောက်ခဲ့ပြီးကြီးမားကျယ်ပြန့်တဲ့မြေချောင်းတစ်လျှောက်ကိုလည်းဖြတ်ကျော်ခဲ့ရပါတယ်။လန်ကီတစ်လျှောက်မှာအသက်အန္တရာယ်ပေးနိုင်တဲ့တရိษံကြီးတွေကိုရင်ဆိုင်ခဲ့ရပေမယ့်စမင်ကိုအနှဲငယ်မြအန္တရာယ်မပြုနိုင်ခဲ့ကြပါဘူး။နောက်ဆုံးစမင်ဟာတောရဲ့အနယ်ဆိုင်ဆုံးတနေရာကိုရောက်သွားတဲ့အခါမှာတော့လူတွေကိုမရေမတွက်နိုင်အောင်တပ်ပြတ်စားတော့တဲ့ကြားကြီးတစ်ကောင်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီကြားကြီးကိုတပ်ပြတ်ခဲ့တဲ့လူသားဝိညာဉ်အများပြားကလည်းမကျွတ်မလွတ်ပဲကျင်လည်နေပြီ။ဒီလူသားဝိညာဉ်တွေကြောင့်ပဲကြားကြီးဟာစွမ်းရည်ကြီးမားနေပါတယ်။ဒီတော့စမင်ဟာမိမိရဲ့မှော်စွမ်းတွေကိုအားကုန်ထုတ်တော့ပြီးကြားကြီးကိုရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ဘလို့ပဲစူးစမ်းအားထုတ်ပြင်မဲ့ကြားကြီးကိုတိုက်ခိုက်နိုင်စရာမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ကြားကြီးရဲ့စိုးဝါးစွာကိုက်ဖြတ်စားတော့ခြင်းကိုခံခဲ့ရပြီးနောက်ဆုံးထွက်တဲ့အထိဆရာလျှော့ခြင်းမရှိခဲ့ပဲစမင်ရဲ့ဝိညာဉ်ဟာကြားကြီးကိုအနိုင်ရအောင်ဆက်လက်တိုက်ခိုက်နေပါတယ်။နောက်ဆုံးမှာတော့စမင်ရဲ့မှော်စွမ်းတွေကကြားကြီးကိုအုပ်ဆိုးသွားနိုင်ခဲ့ပေမယ့်ထာဝရအသက်ရှင်နိုင်သွားပြီးကြားကြီးရဲ့ခန္ဓာကိုယ်နဲ့အသက်ရှင်နိုင်ကတမန်ကြားဘဝအဖြစ်နဲ့ကျင်းစာတင်သွားခဲ့ပါတယ်။အဲဒီချိန်ကနေစပြီးဒေါနယ်ကြီးတွေကထာဝရအသက်ရှင်နေတဲ့တမန်ကြားကြီးဟာတကောင်နဲ့အထီးကျန်စွာနဲ့ဥတီချက်မရှိတောင်တန်းတွေတခြားမှာလှည့်လည်သွားလာနေပါတယ်။တမန်ကြားကြီးဟာလူသားတွေနဲ့ဝေးကွာတဲ့အရက်မှာရှောင်ဖယ်နေပြီးကြားခန္ဓာကိုယ်နဲ့ရလာတဲ့ဘဝအသစ်ကိုလိုက်ရောညီသေးစွာနဲ့နေနိုင်အောင်လဲလေ့ကျင့်ရပါတယ်။ဒါမဲ့ကံကြမ္မာဟာတမန်ကြားကြီးကိုပြည့်ရပြုနေကြတယ်။အကြောင်းရင်းကတော့တမန်ကြားဟာလူသားတွေကနေဘလောက်ပဲရှောင်ဖယ်နေပါစေတရေဆန်တို့ရဲ့တဘာဝအမဲလိုက်ခြင်းအမှုကိုထိန်းချုပ်နိုင်စွမ်းမရှိပဲတောထဲမှာရောက်လာတဲ့လူသားတွေကိုတွေ့ရင်မိမိကိုယ်ကိုမထိန်းချုပ်နိုင်ပဲကိုက်ဖြတ်စားတောက်မေးမိတယ်။တမန်ကြားကြီးဟာလူသားတို့ဆိုဒီမှာမိမိအတွက်ရစ်ပူဇော်အရာမျှတာဖြစ်တယ်လို့လည်းမှတ်ယူထားပါတယ်။ဒီနေ့မှာတော့တမန်ကြားစမင်ဟာတောအုပ်ကြီးရဲ့အလွန်ရေစည်းတန်တဲ့မြစ်တစ်ဖက်ကမ်းကရွာလေးတစ်ရွာကိုရောက်ရှိသွားပါတယ်။တောအုပ်ကြီးနဲ့ရွာလေးကိုခြားထားတဲ့ရေစည်းတန်တဲ့မြစ်ချောင်းကြီးကိုကူးလူသွားလာနိုင်ဖို့ချောင်းဆက်ကနွယ်ပင်ကြီးတစ်ခုရှိတယ်။မြေကမ်းတစ်ဘေးမှာရှိတဲ့ရွာကလေးဟာနေထိုင်ကြတဲ့ရွာသားတို့ကတီးနှံတွေစုံလျော်စိုက်ပျိုးခဲ့ကြတာကြောင့်တာယာဝါပြောနေခဲ့ပြီးတမန်ကြားကြီးနေထိုင်ရာမြေကမ်းတစ်ဖက်ကတောနယ်ကြီးကတော့ဝိညာဉ်နေနဲ့သားကောင်တို့ရဲ့အော်ဟစ်ညီးသောအတန်လေးနဲ့သာပြင်းထန်နေခဲ့ပြီးမှောင်မိုက်အသက်မဲ့နေခဲ့တယ်။လူတစ်ပိုင်းကြားတစ်ပိုင်းစိတ်ဝိညာဉ်ရှိနေခဲ့တဲ့တမန်ကြားစမင်ဟာဒီရွာလေးကိုမြင်တွေ့ရတဲ့အခါမှာတော့လူသားတစ်ယောက်လိုနေထိုင်ခြင်းပြန်ပါလေ။ဒီတော့တမန်ကြားစမင်ဟာမနက်ကိုရွာလေးထဲမှာတာမန်လူတယောက်လိုနေထိုင်ပြီးညအခါမှာတော့မြစ်တစ်ဖက်ကမ်းကမိမိကျက်စားရာတောနက်ကိုပြန်မယ်လို့အတွေးနဲ့တမန်ကြားစမင်ဟာလူသားတစ်ယောက်ဖြစ်နေဖန်ဆင်းလိုက်ပြီးမြစ်ကိုဖြတ်ကူးနိုင်တဲ့လွယ်ပင်ကြီးရဲ့ပေါ်ကနေတစ်ဖက်ကမ်းရွာကိုသွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။တမန်ကြားစမင်ဟာချောမလှပတဲ့လူသားယောက်ျားတစ်ယောက်ဖြစ်နေဖန်ဆင်းလိုက်ပြီးတော့အဝတ်အနက်ခါးမှာပဝါအဖြူအကြားကိုဝတ်ဆင်ထားပြီးမြစ်တစ်ဖက်ကမ်းကိုကူးသွားခဲ့တယ်။ရွာသားတွေကလည်းစိတ်စေတနာကောင်းကြပြီးဒဇင်းယောက်ျားဖြစ်တဲ့စမင်ကိုလှိုက်လဲနှွေးထွေးစွာနဲ့ဆက်ဆံကြတယ်။ရွာသားတွေဟာစမင်ကိုဖော်ရွေကြပေမဲ့သူ့ရဲ့ထူးဆန်းတဲ့ပုံစံကြောင့်ပဲသတိထားနေခဲ့ကြတယ်။အကြောင်းရင်းကတော့စမင်ဟာမှိတ်နေတဲ့မီးတို့ကြီးကိုအမြဲတမ်းအကိုနဲ့မကွာထားပြီးရွာသားတွေပျော်ပွဲရှင်ပွဲမှာကားဖို့ခေါ်တာတော့မီးတို့ကြီးကိုလက်ကနေမချပဲအမြဲတမ်းစောင့်ထားခဲ့တာကြောင့်ပဲဖြစ်တယ်။ညနေတဲ့အခါမှာရွာသားတွေအိမ်မောကြွနေတဲ့အချိန်ကြားမှာပဲစမင်ဟာမိမိကျက်စားရာမြစ်တစ်ဖက်ကမ်းကိုလွယ်ပင်ကြီးကနေစဉ်ကူးသွားပြီးဒေါနယ်ကြီးထဲမှာပြက်ကွယ်သွားလေရှိတယ်။
အချို့သောနေသားရဲ့ရက်တွေမှာစမင်းဟာနေပူထဲမှာရက်နေပေမဲ့အရေးမရှိတာကိုရွာသားတွေကသတိထားမိကြတယ်။စမင်းရီမောပျော်ရွှင်နေရင်လည်းရီသဟာတာမန်လူတော်မဟုတ်ပဲတော်ရန်တရစ္ဆာန်ကြီးအတန်လိုမြည်ဟိနေခဲ့တဲ့ပြင်စမင်းရဲ့ခန္ဓာကိုယ်ဘေးကနေဖြတ်သွားရင်လည်းတွင်းညီနဲ့ဆူဆူဝါးဝါးတွေရကြပြီးအထူးဆန်းဆုံးကတော့စမင်းရဲ့အိမ်ကိုဘယ်သူမှမရောက်ဘူးမမြင်ဘူးကြပါဘူး။စမင်းဟာနွေပင်ကြီးကနေတစ်ဖက်ကန်းကိုကူးသွားလိုက်တဲ့အခါတိုင်းအစအနမရှိထူးထူးဆန်းဆန်းပျောက်ကွယ်သွားလေရှိတယ်။ဘလို့ပဲဖြစ်စေရွာသားတွေကစမင်းကိုခင်မင်နှစ်သက်ကြပါတယ်။အကြောင်းရင်းကတော့စမင်းတယောက်ရွာထဲကိုဝင်လာကြတဲ့ကနေရွာသားတို့ဟာပျော်ရွှင်နေကြပြီးမိုးလေဝသကလည်းမှန်ကန်ခဲ့တာကြောင့်တီးနှံများဖွံ့ဖြိုးဖြစ်ထွန်းနေတာပဲဖြစ်တယ်။အရေးကြီးဆုံးကတော့တဘာဝဘေးရန်ရဲ့စတဲ့မိုးရင်းတောင်ကျရေတွေကျဆင်းလာတဲ့အချိန်ကိုစမင်ကကြိုတင်ခံမှန်းပြီးရွာသားတို့ကိုအထူးကူးဆိုင်ပေးတာကြောင့်ရွာသားတို့ကစမင်ရဲ့အထူးဆန်းတဲ့အပြုမှုကိုမျက်ကွယ်ပြုပေးကြပြီးသူကိုတော့ရွာထဲမှာစိတ်ကြိုက်ဝင်ထွက်နိုင်ဖို့စမင်ကိုခွင့်ပြုပေးကြတယ်။စမင်ဟာရွာသားတို့ရဲ့သဘောထားကိုသိရှိရခဲ့ပြီးတဲ့နောက်စမင်ကလည်းရွာသားတို့အနေနဲ့မြေတစ်ဖက်ကန်းကနယ်ပင်ကြီးကိုမဖျက်ဆီးစေပဲဖျက်ဆီးမိမယ်ဆိုရင်တော့မိမိအနေနဲ့အရန်ဒေါသထွက်မိပြီးယာကိုဘယ်တော့မှပြန်လာမှာမဟုတ်ကြောင်းသတိပေးလိုက်ပါတယ်။ဒီတော့ရွာသားတွေကလည်းစမင်ရဲ့တောင်းဆိုချက်ကိုစိတ်ထဲမှာလှိုက်တဲ့စွာနဲ့ကြည်ပေးကြတယ်။တနေ့မှာတော့ရွက်လေတင်မောကြီးတစ်စင်းဟာမြစ်တလျှောက်ရွက်လွင်လာပြီးတင်မောကိုယ်တွေကအရန်ကြီးမာတာကြောင့်ရွက်တိုင်ကြီးဟာလွယ်ပင်ကြီးနဲ့ညှိပြီးဆက်မသွားနိုင်ပဲဖြစ်နေကြတယ်။ဒီအခြေအနေကိုသိရှိသွားတဲ့တင်မောသားတွေကလည်းတင်မောကြီးဆက်လက်သွားနိုင်ဖို့ရွက်တိုင်နဲ့ညှိနေတဲ့လွယ်ပင်ကြီးတွေကိုခုတ်ဖြတ်လိုက်ကြတယ်။လွယ်ပင်ကြီးတွေခုတ်ဖြတ်ကြပြီးတဲ့နောက်မှာတော့မြစ်တစ်ဖက်ကန်းကတောအုပ်ကြီးတွေကနေတစ်ပင်ကြီးတွေရဲ့တနေရာမှာဒေါသထွက်နေတဲ့အရေးတစ်ခုကိုတွေ့လိုက်ကြပြီးကျေလောင်တဲ့မြေရင်းတန်ကြီးတစ်ခုကတောအုပ်ကြီးတစ်ခုလုံးကိုပဲ့တင်ထက်စီခဲ့တယ်။မကြခင်မှာပဲလေပြင်းပုံနှံတွေတက်ခတ်လာပြီးတင်မောရွက်တိုင်ကြီးဘဲညာရင်းနဲ့ထိကိုပဲတက်ခတ်ပြီးတဲ့နောက်မိုးကြီးရွာသွန်းလာတယ်။မြေဟာတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးနောက်ဆုံးမှာတော့တင်မောကြီးတစ်ခုလုံးအစအနရှာလို့မရတဲ့အထိမြစ်ထဲမှာနင်းမြုပ်ပြောက်ကွယ်သွားတယ်။တင်မောကြီးနင်းမြုပ်သွားပေမဲ့လည်းလေပြင်းပုံနှံတွေဟာတညာလုံးတက်ခတ်နေပြီးမနက်မိုးလင်းချိန်မှာတော့အရာအလုံးကငြိမ်သက်သွားကမြစ်ရေကလည်းပုံမှန်အတိုင်းပဲစီးဆင်းနေပြီးဆိုပေမဲ့တင်မောကြီးနဲ့တင်မောနောက်လိုက်တို့ရဲ့အလောင်းအစအနကိုလုံးဝမတွေ့ကြပါဘူး။အဲဒီအချိန်ကနေစပြီးမြစ်တစ်ဖက်ကန်းကစမင်းကိုဘယ်သူမှမတွေ့ကြတော့ပဲရွာသားတို့ကလည်းလွေပင်ကြီးဖြက်စီးခံရပြီးစမင်းကိုဘယ်တော့မှမတွေ့ရတော့တာကြောင့်အလုံးမဲဝမ်းနဲ့နေခဲ့ကြပါတယ်။အဲဒီလွမ်းဆွတတိယမှုတွေကြောင့်ရွာသားတို့ဟာစူပေါင်းပြီးတစ်ဖက်ကန်းကိုမြင်တွေ့နိုင်တဲ့ကုန်းပေါ်ကနေနန်းတစ်ခုတိဆောက်ခဲ့ကြတယ်။အဲဒီနောက်ရွာသားတွေကစမင်းရဲ့ဝိညာဉ်ကိုဒီနန်းမှာနေဖို့ပြင်ဆောင်ကြပြီးတဲ့နောက်ယခုအခါထိုင်းနိုင်ငံတရက်ခဲမှာတည်ထားကူးခွဲကြတဲ့စမင်းနန်းကိုယနေ့တိုင်တွေ့မြင်နေကြရတာပဲဖြစ်ပါတယ်။ โอเคပါဒီနေ့တက်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့ထိုင်းရာဇဝင်လာဖြစ်မှန်တောဆောင်နဲ့တမန်ကြားစွမ်းရှင်အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီထက်ပိုကောင်းမွန်တဲ့ဖြစ်မှန်ဇာတ်လမ်းတွေနဲ့တူကျွန်တော်ပြန်လာခဲ့ပါအောင်မယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။